အားလုံးပဲမင်္ဂလာပါ In the Wall Channel ကနေပြီးတော့ကြိုဆိုပါရစေဒါကတော့လေးလေးတယောက်ကျွန်တော်ကိုလာမေးထားတဲ့မေးခွန်းမှာရဲရွယ်အကြောင်းလေးလည်းမျှဝေပေးပါအောင်တဲ့ရဲရွယ်ပင်ကမြမရိုးရာအစားအစာနဲ့တိုင်းရင်းဆေးပညာမှာလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာတည်းကအသုံးပြုခဲ့တဲ့တန်မိုးရှိတဲ့ဆေးဘက်ဝင်အပင်တစ်မျိုးပဲဖြစ်ပါတယ်။လင်္ကာခုနဲ့ရဲရွယ်စီပြန်ဆိုရင်ကျွန်တော်အကြိုက်ဆုံးဟင်းနေတဲ့တစ်ခုပဲဖြစ်ပါတယ်။ရဲရွက်ကထူးခြားချက်ကတခြားဗိုက်တာမင်စီကျွဲဝါတဲ့အရွက်တွေဖြစ်တဲ့ကိုက်လန်မုံညင်းဟင်းနုနွယ်တို့လိုအရွက်တွေကအပူပေးပြီးချက်ပြုတ်လိုက်တဲ့အချိန်မှာသူတို့မှာပါတဲ့အာဟာရ drop ပေါင်းတွေကအလွယ်တကူပြက်ပြဲသွားနိုင်ပေမဲ့ရဲရွက်ကတော့အပူဒဏ်ခံနိုင်ရည်မြင်မာပါတယ်။ပြောရင်တော့ရဲရွက်ကအပူပေးပြီးချက်လိုက်လို့အာဟာရဓာတ်တွေအလွယ်တကူပျက်စီးသွားတတ်တဲ့အရွက်အမျိုးအစားတွေမှာမပါတဲ့ထူးခြားတဲ့အာနိသင်သူ့မှာရှိပါတယ်။ကဲတီတော့ရဲရွက်မှာခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ဘလိုမျိုး drop ပေါင်းတွေပါလဲ။ကျန်းမာရေးကိုဘလိုမျိုးကောင်းမွန်စေလဲ။နောက်ပြီးတော့ဘလိုလူတွေကတော့သတိထားပြီးတော့စားသုံးသင့်လဲ။ကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်လိုက်ပါအောင်နော်။ရဲရွက်မှာဗိုက်တာမင် A, C B အုပ်စုတွေနဲ့ကျန်းမာရေးအတွက်အကျိုးပြုတဲ့ drop ပေါင်းတွေများစွာပါဝင်ပါတယ်။ရဲရွက်မှာအယောင်ကျတတိရှိလို့အစိအမြစ်ကြိုက်ခဲတာကောက်ယောဂါကြောင့်နာကျင်တာတွေကိုတတ်တာစေပါတယ်။ရဲရွက်ကအစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။လေပွားတာရင်ပြည့်ရင်ငယ်ဖြစ်တာတွေကိုတတ်တာစေပြီးတော့ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။မြမရိုးရမှာဆိုရင်တော့လေငန်းယောဂါအတွက်အထူးအားကိုးရတဲ့အရွက်တစ်မျိုးလည်းဖြစ်ပါတယ်။သူကသွေးတိုးနဲ့သွေးကြိုကိုလည်းထိန်းညှိပေးပါသေးတယ်။သွေးရင်းတကြားဓာတ်ကိုကြာဆင်းစေပြီးတော့သွေးလက်ပတ်မှုကောင်းမွန်စေလို့သွေးတိုးယောဂါရှိတဲ့သူတွေနဲ့တင့်တော်ပါတယ်။သူကတခြားအစိမ်းရောင်ပါတဲ့အရွက်တွေလိုပဲအန်တီအောက်ဆီဒန့်တွေကျယ်ဝါစွာပါဝင်တာဖြစ်တဲ့အတွက်ဆဲတွေပျက်စီးတာကိုကာကွယ်ပေးပြီးတော့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပါတယ်။ရဲရွက်ကမိနေတဲ့မိခင်တွေအတွက်လည်းကောင်းမွန်ပါတယ်။မြမယူအားဆေးပညာမှာရဲရွက်ကို၅ပေါင်းလှုပ်စားတာဒါမှမဟုတ်ဟင်းညိုချက်စားပြီးတော့မိနေတဲ့တွေသွေးသားတန့်စင်မှုနဲ့နှုတ်ထွက်ကောင်းမှုအတွက်အသုံးပြုပါတယ်။နောက်ပြီးတော့ရဲရွက်မှာ progesterone ဓာတ်တွေအများအပြားပါဝင်တာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ဆဲတွေကိုပြန်လည်ပြုပြင်ပေးပြီးတော့ protein ဓာတ်တွေကိုကောင်းကောင်းအလုပ်လုပ်စေပါတယ်။ဒါကတခြားအရွက်တွေမှာတွေ့ရခဲ့တဲ့ထူးခြားချက်ပါ။နောက်ပြီးတော့ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲရဲရွက်ကတခြားဗိုက်တာမင်ကျွဲဝါတဲ့အရွက်တွေနဲ့မတူဘဲနဲ့အပူဒဏ်ကိုခံနိုင်ရည်မြင့်မားပါတယ်။ဒါကြောင့်သူ့ကိုအပူပေးပြီးချက်ပြုတ်တဲ့အခါမှာလည်းဗိုက်တာမင်ဓာတ်အများစုကိုမဆုံးရှုံးမဲနဲ့ခန္ဓာကိုယ်အတွက်အကျိုးရှိစေပါတယ်။ရဲရွက်ကခန္ဓာကိုယ်ရဲ့အစိတ်အတောက်တွေကိုဆဲအဆင့်အထိဖယ်ရှားပေးတဲ့နေရာမှာတခြားအရွက်တွေနဲ့ပိုထိရောက်ပြီးတော့သွေးကြောတွေကိုတန့်စင်ပေးပြီးတော့အသားအရည်ကိုပါကြည်လင်ဝန်းပါစေပါတယ်။ရဲရွက်ကဆေးဘက်ဝင်နေဆိုတာမှန်ပေမဲ့သူ့မှာပိုတက်ဆီယမ်ဓာတ်တွေမြင့်မားစွာပါဝင်တာဖြစ်တဲ့အတွက်ကြောက်ကက်ယောဂရှိတဲ့လူတွေဆိုရင်တော့သတိထားပြီးတော့ရှောင်ကျဉ်ရပါမယ်။ကြောက်ကက်မကောင်းတဲ့လူတွေအနေနဲ့ခန္ဓာကိုယ်ကပိုတက်ဆီယမ်ကိုကောင်းစွာမစွန့်ထုတ်နိုင်ဘူးဆိုလို့ရှိရင်နှလုံးခုန်မမှန်တာနဲ့တခြားအသက်အန္တရာယ်ရှိတဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ရဲရွက်ပင်မှာပါတဲ့တချို့ drop ပေါင်းတွေကအသေးအင်ဇိုင်းတွေကိုတက်စေနိုင်တဲ့အတွက်အသေးရောင်အသက်ဝါဒါမှမဟုတ်အသေးချောက်ယောဂရှိတဲ့လူတွေအနေနဲ့လည်းအလွန်အကျွံမစားသင့်ပါဘူး။နောက်ပြီးတော့ကိုဝင်ဆောင်မိခင်တွေကလည်းရဲရွက်ကိုရှောင်သင့်ပါတယ်။တိုင်းရင်းဆေးအရာဆိုရင်သူ့မှာသွေးသားကိုစင်းစေတတ်တဲ့အာနိသင်ရှိတဲ့အတွက်ကိုဝင်ပြတ်ကျခြင်းကိုအနှဲငယ်လှုံ့ဆော်နိုင်ပါတယ်။ဒါကြောင့်ကိုဝင်ဆောင်စဉ်မှာအလွန်အကျွံစားသုံးခြင်းကနေရှောင်ကျဉ်သင့်ပါတယ်။သွေးကြစေးနဲ့သွေးကျဲစေးတောက်နေရတဲ့လူတွေအနေနဲ့ရဲရွက်ကိုအလွန်အကျွံစားသုံးမယ်ဆိုလို့ရှိရင်တော့ဆေးအာနိသင်ခြင်းသွားပေါင်းပြီးတော့သွေးပေါင်ခြင်းထိုးကျသွားတာမျိုးဒါမှမဟုတ်ပိုတက်ဆီယမ်ဓာတ်တွေအလွန်မြင့်လာတာမျိုးနဲ့ကြုံရနိုင်ပါတယ်။ယောဂအခန့်တွေမရှိဘူးဆိုရင်တော့တင်းတယုံစားပေးမယ်ဆိုရင်ရဲရွက်ကကျန်းမာရေးအတွက်ကောင်းတဲ့အရွက်တစ်မျိုးလည်းဖြစ်ပါတယ်။မိတ်ဆွေရောရဲရွက်ကြိုက်လားရဲရွက်ကိုဘယ်လိုမျိုးဟင်းနေမှာဘယ်လိုချက်စားပြစ်လဲကျွန်တော်နဲ့အတူ comment မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။